တိတ်နမိတ်တွေဟာလူတွေကိုကြောက်စေဖို့မဟုတ်ဘူးမကောင်းမှုတွေများလာတဲ့အခါကောင်းမှုမီအိမ်မငြိမ်းစေဖို့သတိပေးထားတဲ့အတန်တွေပါမိုးမမှန်တဲ့ကဘာကြီးတဲ့လူစိတ်တွေချောက်ကပ်လာစကားချိုးအောင်မှာအစိတ်တွေဖုံးအမှန်တရားတိတ်ဆိတ်လာရွှေလိုတန်တဲ့မြစ်တာတွေဈေးကွက်ထဲမှာပျောက်ဆုံးသွားနဲ့ပညာတွေမြင့်တဲ့ထမြင့်နှလုံးသားကအေးလာရွှေပေါင်တွေကပြောခဲ့တယ်လောဘများရင်မီးလောင်မယ်အာနာရီနဲ့မာနာကြီးရင်လူသားဘဝတွေနာကျင်မယ်မိတော့ချာမမိုးစပွားမြစ်တာနဲ့လင်လူသားပြဓမ္မမမီအိမ်မငိမ့်တဲ့ရွှေကဘာမပြတ်မြန်မာလဲမွေအတိမ်ပဲကအမောင်ကြီးတဲ့မာတော့မျောလင်းခြင်းမိုးစက်တွေမွေးဖွားနေစေမြစ်တာမရှိရင်လူဟာတရဆန်စိတ်နဲ့မကွာတော့ဘူးဒါပေမဲ့ဓမ္မရဲ့အလင်းရောင်သာမပြောက်တဲ့ရွှေဒီကဘာကြီးလဲပြန်လဲငြိမ်းချမ်းနိုင်သေးတယ်မြမမြေကငိုနေသေးတောင်တွေတောင်တိတ်ဆိတ်နေညီကိုချင်းဝေးခွာရင်ဒါပေမဲ့လဲယုံနေဒါပေမဲ့လဲယုံနေသေးအေးအောင်ဒီလိုစိတ်မသေးမြစ်တာရေတွေပြန်စီးလာရင်မြစ်တာရေတွေပြန်စီးလာရင်ဒီမြေကြီးပြန်လာမယ်လေအိမ်တွေကညံတော်လားလူတွေကတော့မြစ်တာလို့လားဆက်တွေခစ်ကိုဖြတ်သန်းဖို့ဓမ္မစိတ်ပဲလို့ပြီးတော့ချာမမိုးစပွားမြစ်တာနဲ့လင်လူသားပြဓမ္မမမီအိမ်မငိမ့်တဲ့ရွှေကဘာမပြတ်ရင်လူသားပြဓမ္မမမီအိမ်မငိမ့်တဲ့ရွှေကဘာမပြတ်မြန်မာလဲမွေမိခိုးရီကြမှာတော့ကျေရောင်တွေရှိနေစေလူသားတွေမြစ်တာပြန်ထားရင်အနာဂတ်ကလာနေစေ